မျိုးသမီးတယောက်ငါဖမ်းနေတော့မြစ်ထဲကနေရွှေရောင်နဂါးကြီးတစ်ကောင်ဆယ်မိပါလေရောနောက်တစ်စက္ကန့်မှာပဲအဲ့ဒီရွှေနဂါးကစကားပြောလာပြီးအမေကြီးရဲ့ကျမကိုလွှတ်ပေးပါရှင်ကျမမှာကိုဝင်ရှိနေလို့မကြခင်မွေးတော့မှမို့ပါလွှတ်ပေးမယ်ဆိုရင်ကျေးဇူးဆက်ပါမယ်လို့တောင်းပန်ရှာတဲ့ရှန်ရွက်နယ်တယောက်မြေကမ်းပေးမှာတသက်လုံးငါဖမ်းလာတာဒီလိုမျိုးတစ်ခါမှမကြုံဘူးတော့တုံတုံရင်ရင်နဲ့လေးလံနေတဲ့ပိုက်ကွန်ကိုလှေပတ်လေပေါ်တင်ပြီးငုံကြည့်လိုက်တဲ့ရွှေနဂါးရဲ့ပိုက်ကလုံးဝနေပြီးဥရီပြည့်နေရအထင်သားပဲတသက်လုံးမဟုတ်တာမလုပ်ခဲ့တဲ့ရှန်ရွက်နယ်လည်းစိတ်မကောင်းဖြစ်ပြီးမရက်ဆက်နိုင်တော့တာနဲ့တပြင်းချပြီးမင်းကကိုဝင်နဲ့ဆိုတော့ဒီကြီးထဲမှာလှိုင်းလေတန်းကြောင့်တခြားတန်ကားတွေလက်ထဲပါသွားနိုင်တဲ့ငါနဲ့အိမ်လိုက်ခဲ့ပေးကင်းတဲ့နေရာမှာကလေးမွေးနိုင်အောင်စောက်ရှောက်ပေးမယ်လို့ပြောပြီးနဂါးကြီးကိုအသားရပွေးချီလို့ရေပုံးနဲ့ထည့်လိုက်တယ်မကြခင်မှာရှန်ရွက်နယ်လေးကပ်ပြီးအိမ်ကိုအပြေးလွှားပြန်လာခဲ့တဲ့သူ့အမျိုးသားဝူချန်ကန်ကတော့ခြံထဲမှာမျက်မှန်လေးတက်ပြီးပိုက်ကုံဖာနေတာပေါ့သူကငငယ်ကအလုတ်ရမ်းလုပ်ခဲ့လို့လေးဖက်နာနဲ့အဆုပ်ယောဂအသေးတန်ဖြစ်ပြီးအခုတော့အိမ်မှုကိစ္စပဲကူလုပ်ပေးနိုင်တော့တာမိမဖြစ်သူကအမောတကောနဲ့ရေပုံးပွေးလာတာမြင်တော့ဝူချန်ကန်ကြောင်သွားပြီးဘာဖြစ်လာတာလဲဖမ်းပြီးတဲ့ငါးတွေကိုဈေးတက်တိုက်ရိုက်သွားရောက်တာမဟုတ်ဘူးလားဘာလို့အိမ်တဲလာတာလဲလို့မေးတော့တယ်ရှန်ရွက်နယ်လည်းရေပုံးကိုချချွေးတုပ်ပြီးမြစ်ထဲမှာဖြစ်ပျက်ခဲ့တဲ့မြအကုန်ပြောပြလိုက်တဲ့ဝူချန်ကန်ကလည်းရွာမှာလူရိုးလူကောင်းဖြစ်နာမည်ကြီးသူပါသူတို့ရဲ့တူးတဲ့တော့ကလေးမြေကမ်းပေးမှာစော်ရင်ရင်းနှစ်တည်ဆုံးသွားခဲ့တာဟာသူတို့နှစ်ယောက်အတွက်တစ်သက်လုံးရင်ကျိုးရတဲ့တရားပေါ့ဝူချန်ကန်ကငကားမှာကိုဝင်ရှိပြီးစကားပြောနိုင်မှသိလိုက်ရတော့အံ့ဩသွားပြီးအိုးဒါမြစ်ထဲကငကားမယ်တော်ဝင်စားတာနေမှာတက်ရှိတိုင်းမှာဝင်းညင်ရှိတာအမိဝမ်းနဲ့မှုပိုးတောင်ပြူးဆိုင်ရမယ်ကိုလူမျိုးလိုတေချာပြုစုရမယ်လို့ပြောပြီးနှစ်ယောက်သားအိမ်နောက်ဖေးကဖြူဖြူဖွေးဖွေးကြွေးကန်ကြီးစီပြေးကြတော့တယ်အဲ့ဒီကန်ကိုပြပူတွေနဲ့သုံးချိန်တိုင်းလူရေးပေါ်တဲ့အထိစင်ကြယ်အောင်တိုက်ချုပ်ပြီးဝူချန်ကန်ကခြေထောက်နာတာကိုမမှုပဲမြစ်ထဲကနေရေကြီးတွေကိုခောက်တုံးခောက်ပြန်သွားခတ်ပြီးကန်ရဲ့ရှစ်ပုံတစ်ပုံထိဖြစ်လိုက်တယ်ရှန်ရွက်နန်ကရွှေနဂါးကြီးကိုရေပုံးထဲကနေကန်ထဲအသားအရာပြောင်းထည့်ပေးလိုက်တယ်ရွှေနဂါးကကျဲဝန်းသွားတာကြောင့်ဝမ်းသာအားရကူးခတ်ပြီးရေပူပေါင်းလေးတွေမှုတ်ထုတ်နေတာပေါ့အဲ့ဒီနေ့ကစပြီးလင်းမယားနှစ်ယောက်ရဲ့ဘဝဟာဒီနဂါးကြီးပေးမှာပဲလဲပတ်နေတော့တယ်မိုးမလင်းခင်ကလေးကမြစ်ထဲကနေရေတစ်သွားခတ်ပြီးကန်ရီလဲပေးကြတယ်မတန်ရှင်းရင်နဂါးကြီးမိုးချက်မှာစိုးလို့လေအိမ်ကဆင်းရဲလို့နတ်မှန်အောင်မစားရပေမဲ့ရှန်ရွက်နန်ကသူတို့စားမဲ့မုတ်ချမ်းတွေကအနုညံ့ဆုံးအပိုင်းကိုဖက်ပြီးကန်ထဲမုံမုံချေကြတွေးတယ်နဂါးပိုက်ထဲကဥတွေကိုထိခိုက်မှဆိုးလို့ပေါ့ဘဝကဆင်းရဲပြီးနဂါးကိုပြုစုရတာနဲ့ငါဖမ်းချိန်နဲ့သွားလို့ဝင်ငွေရော့သွားပေမဲ့ကန်ထဲကနဂါးကြီးကျန်းကျန်းမာမာကူးခတ်နေတာမြင်ရယုံနဲ့တင်သူတို့ရင်ထဲအိမ်မှာအသက်ဝင်လာတယ်လို့တွေးထွေးနေကြတယ်ဒါပေမဲ့မကြခင်မှာပဲမိုးဆက်တိုက်ရွာပြီးဝူချန်ကန်ရဲ့အနာဟောင်းပြန်ထလာတော့တဲ့ကလေးစုံလုံးကရေခဲလိုအေးတဲ့မြစ်ထဲမှာကလေးပစ္စည်းရှာဖို့တရက်နဲ့တညလုံးနေခဲ့လို့အမြင့်တွင်နေတဲ့ယောဂဟာအခုတော့ကုတင်ပုံမှာလူးလိမ့်ပြီးနှုတ်ခမ်းကတွေးထွက်အောင်အိယာဆုံးကိုစုပ်ကင်ထားရတဲ့အထိပြင်းထန်လာတဲ့ချွေးစည်းတွေပြန်ပြီးအသက်ရှူတမ်းမဲ့ထွက်တော့တာကြောင့်ရှန်ရွက်ညံထိတ်လန့်တကြားနဲ့ရွာကတမားတော်ကြီးချင်းကိုသွားပြရတော့တဲ့တမားတော်ကြီးရောက်လာပြီးစမ်းတက်ကြည့်တော့မျက်မှောင်ကုပ်ပြီးတက်ပြင်းချကရွေးနယ်ယောဂကရင်းနေပြီးတာမန်ဆေးမြစ်တွေနဲ့မတိုးဘူးမြို့ပေါ်ကဆေးဆိုင်ကြီးမှာရာစုနှစ်ချီတက်တန်းရှိတဲ့တောင်ဆန်းမြင့်နဲ့နှင်းကြပန်းသွားဝယ်မှရမယ်မဟုတ်ရင်တော့3ရက်5ရက်ထက်မခံဘူးလို့ပြောလိုက်တယ်ရှန်ရွက်ညံကြားချင်းဒူးထောက်ကြသွားတဲ့တသက်လုံးငါဖမ်းပြီးပတ်စံအကျွေးပဲမြင်ဘူးလားအဲ့ဒီလိုအဖိုးတန်ဆေးတွေဘလို့ဝယ်နိုင်မှလဲတမားတော်ကြီးကိုပို့ပြီးမျောလင်းချက်မဲ့စွာမျက်ရည်ကျနေတော့အိမ်နောက်ဖေးကနေရေဖောဖွားတန်အကျယ်ကြီးကြားလိုက်ရတဲ့တောကြောင်တွေလာနောက်ရှက်တာထင်ပြီးသွားကြည့်လိုက်တော့ကန်ထဲကရွှေနဂါးကြီးကသူ့ကိုကျင်းထားတဲ့မျက်လုံးတွေနဲ့ကြည့်နေတာတွေ့ရတယ်တန်ရှင်းတဲ့ကန်ရီအောက်မှာတော့လုံဝန်းပြီးတောက်ပနေတဲ့နဂါးမြက်ပလဲငါးလုံးငိမ့်သက်စွာရှိနေတာကိုတွေ့လိုက်ရတယ်ရှန်ရွက်အဲ့ညံချက်ချင်းသဘောပေါက်သွားတဲ့နဂါးကြီးကသူ့အိမ်ဒုက္ခရောက်နေတာသိလို့ကျင့်စဉ်တွေသုံးပြီးမြက်ပလဲထွေးထုတ်ကကျေးဇူးဆက်တာပဲကျေးဇူးကြီးလာပါတယ်နဂါးဘောတိတက်ကြီးရဲ့လို့အချင်းချင်းဥချပြီးမျက်ပုလဲငါးလုံးကိုပေါ်ဝါတန်တန်နဲ့ထုတ်ရင်ခွင်နဲ့ထည့်လိုက်တဲ့လင်းမယားနှစ်ယောက်စကားအနှဲငယ်ပြောပြီးတာနဲ့ရှန်ရွက်ညံမိုးကအင်ဂျီဝတ်ပြီးမြို့ပေါ်ကအပေါင်ဆိုင်ကြီးစီ10မိုင်ကျော်ရွှွန့်ပွက်လန်းကိုမနာလန်းပြေးတော့တဲ့အပေါင်ဆိုင်တထေးကသူ့ဝတ်စားတွေကိုကြည့်ပြီးနှင်ထုတ်ဖို့လုပ်ပေမဲ့ရှန်ရွက်ညံကမျက်ပုလဲနှလုံးကိုထုတ်ပြလိုက်တာနဲ့ဆိုင်ရှင်မျက်လုံးပြူးသွားတော့တဲ့ဒီလောက်အပြစ်အနာစာကင်းတဲ့မျက်ပုလဲမျိုးသူတခါမှမမြင်ဖူဒါပေမဲ့ကောက်ကျစ်တဲ့ဆိုင်ရှင်ကဒါကတာမန်ကုန်းကမှာပလဲတွေပါတနာလို့ငွေတက်ဆက်သားပဲပေးမယ်လို့လိန်ပြောတယ်တက်ဆက်သားနဲ့ဆေးဖို့မလောက်မှန်းသိတဲ့ရှန်ရွက်နံကချက်ချင်းပြန်ယူပြီးထွက်ဖို့ပြင်တာပေါ့အဲ့ဒီအချိန်မှာဆေးဆိုင်ကြီးကဆိုင်ရှင်ရောက်လာပြီးဖြစ်ပျက်ကိုမြင်သွားတယ်သူကလူရိုးလူကောင်းမှုဒါကအဖိုးတန်ရေနဂါးမြက်ပလဲပဲတစ်လုံးကိုအနည်းဆုံးငွေရင်းက900တန်နဲ့အမေကြီးကျမကိုယုံရင်ရောင်းပါပေါက်ဈေးအတိုင်းပေးမဲ့အပြင်အမျိုးသားအတွက်ဆေးဝါးအားလုံးကိုလည်းကျမဆိုင်ကအကုန်တာဝန်ယူပါမယ်လို့ပြောလာတဲ့ရှန်ရွက်နံဝမ်းသာမျက်ရည်ကျပြီးမြက်ပလဲနှလုံးနဲ့ငွေစက်ကူတွေ6လစာဆေးဝါးတွေလဲလှယ်ပြီးအိမ်ပြန်လာကဝူချန်ကန်ကိုဆေးတိုက်ပြီးတိတိကျကျပြုစုတော့တယ်မကြခင်မှာပဲလာတာပြီးလေညင်းတိုက်တဲ့ညတညမှာအိမ်နောက်ဖေးကနေအရင်ကထက်ပြင်းထန်တဲ့ရေလိုင်းတံတွေကြားရပြန်တဲ့လင်မယားနှစ်ယောက်မိအိတ်ဆွဲပြီးပြေးကြည့်တော့ရွှေနဂါးကြီးကကန်ထဲမှာတလူလူတလိမ့်လိမ့်ဖြစ်ပြီးရွှေရောင်ဝိုင်းတွေထပ်နေတာတွေ့ရတယ်ခဏနေတော့ကန်ချီမှာကျေတာယာတွေကြွေကြနေတယ်လို့ရွှေဝါရောင်နဂါးဥတွေအပြည့်ဖြစ်နေပြီးနဂါးကြီးကတော့အားပြက်ပြီးငိမ့်သက်သွားရှာတဲ့ရှန်ရွက်ညံကနဂါးကြီးကလေးမွေးပြီးပဲခြံကန်ဒီကန်ကတေးလုံးလို့နဂါးပေါက်လေးတွေမရှင်နိုင်ဘူးမြေကြီးကပဲသူတို့အိမ်ပဲအမြန်ပြန်ပို့ကြဆိုလို့ဆုံးဖြတ်လိုက်တဲ့နှစ်ယောက်သားတစ်သားစလုံးကြီးတဲ့ရေကြီးတွေထည့်ပြီးနဂါးကြီးနဲ့ဥတွေကိုအသားရပြောင်းရွှေ့ကမှောင်မှောင်မဲမဲမှာမြေကမ်းစီဥတီကြတဲ့လမ်းကချောပေမဲ့တစ်ဆက်မှမဖိတ်အောင်ဂယုတစိုက်တင်ဆောင်ခဲ့ကြတယ်မြေကမ်းရောက်တော့မိုးတောက်ရန်ချိန်ပဲရှန်ရွက်ညံကစလုံးကိုမြည်ရည်တဲ့အသားရဆောင်ပေးပြီးနဂါးကြီးရဲ့ကြောကိုတက်ကာသွားတော့ကလေးတွေကိုခေါ်ပြီးအိမ်ပြန်တော့ကွယ်နောက်တတိထားပါတန်ဃာတွေလက်ထဲမပါစီနဲ့အုပ်လို့နှုတ်ဆက်လိုက်တဲ့နဂါးကြီးနဲ့နဂါးဦးလေးတွေမြစ်ထဲကူးခတ်သွားရင်နဂါးကြီးကချက်ချင်းမထွက်သွားပဲလင်းမယားနှစ်ယောက်ရဲ့ခြေဖျားနားမှာသုံးပတ်ပတ်ပြီးအလေးမြက်ပြူတလို့ခေါင်းသုံးချိန်ညှိပြလိုက်တယ်ပြီးတော့ရွှေရောင်လင်းတန်းတစ်ခုလိုမြစ်ထဲကွဲပြောက်သွားတော့တယ်
ငါနှစ်တာအေးချမ်းချမ်းဖြတ်တန်းခဲ့ပြီးကျန်တဲ့မြက်ပလဲ3လုံးနဲ့အိမ်ပြင်လဲဝယ်ပြီးဘဝကိုအစဉ်ပြေပြေနေထိုင်ခဲ့ကြတယ်ဒါပေမဲ့စောင်းတွင်းတစ်ရက်မှာဝူချန်ကန်စီးနှင်းတွေလဲရင်ချော်လဲရာကယောဂဟောင်းပြန်ကြွပြီးစေးမီတူမျိုးစုံသုံးပေမဲ့လည်းအသက်မမီပဲဆုံးပါသွားရှာတဲ့ရှမ်းရွက်ညံမှာတာသမီမရှိပဲအဖော်မဲ့ကြံရစ်ပြီးအိုမင်းရင်ရောသွားခဲ့ရတယ်အိမ်ကရိတ်ခါတွေရောင်းပြီးအတုပအတွက်ပြင်ဆင်ရတာပေါ့အတုပချတဲ့နေ့မှာမိုးခွဲခွဲရွာပြီးလူအနေငယ်ပဲလိုက်ပါကြတယ်ရွာဝကတစ်ပင်ကြီးနာရောက်တော့အသက်9နှစ်အရွယ်ကောင်လေးတစ်ယောက်ငကားပေါက်လေး2ကောင်ကိုကင်ပြီးလမ်းလေကနေပိတ်ရတာစီးလိုက်တဲ့ရှမ်းရွက်ညံကတာလေးဘဲကလည်းလမ်းမပိတ်ပါနဲ့ကွယ်လို့ပြောတော့ကောင်လေးကတူးထောက်ပြီးအဖွာကျွန်တော်နာမည်ကြည်အန်းပါလွန်ခဲ့တဲ့9နှစ်ကအဖွာတို့မြေကမ်းမှာကျွန်တော်အမေကိုကယ်ခဲ့တာကြောင့်အခုအဖိုးဆုံးတော့အမေကကျွန်တော်ကိုအဖွားစီမှာမြေးဖြစ်ကျေးဇူးဆက်ပြုစုဖို့လွှတ်လိုက်တာပါလို့ငိုပြီးပြောပြတယ်ရှမ်းရွက်နယ်ချက်ချင်းပဲအတိတ်ကငကားကြီးကိုတတိယပြီးကောင်လေးကိုရင်ခွင်ထဲထက်ကငိုကြွေးမိတော့တယ်အဲ့ဒီနေ့ကစပြီးကြည်အန်းကအိမ်မှာနေပြီးအိမ်မှုကိစ္စတွေအကုန်ကုလုပ်ပေးတယ်ပို့ထူးကြတာကကြည်အန်းရောက်လာပြီးနောက်ပိုင်းလေယာတွေအဆင်ပြေပြီးမြစ်ထဲငါးဖမ်းရင်လဲငါးတွေအပြည့်အသေးရလာတော့တယ်ရွာကလူဆိုးလိုဆန်းရှုံးကအိမ်မှာလာပြီးငွေညစ်ပတ်ဝန်းကျင်ကိုနှောက်ယှက်ပေးမဲ့ကြည်အန်းကစိတ်မဆိုးပဲထမင်းကျွေးပတ်စံပေးပြီးစောင်းတွင်းမှာခြေထောက်ကျိုးနေတဲ့သူ့ကိုကယ်တင်ပေးခဲ့တယ်ကြည်အန်းရဲ့စေတနာကြောင့်လူဆိုးကြီးလဲနောင်တရပြီးအလုတ်ကျွေးပြန်ပြုစုကလူကောင်းတစ်ယောက်ဖြစ်သွားခဲ့တယ်ဒါပေမဲ့ဒီသတင်းကတခြားရွာကလူဆိုးမြောက်မျက်စီဆိုသူစီရောက်သွားပြီးသူတို့ကငကားကြီးကိုဖမ်းပြီးမျက်ပူလဲတွေရယူဖို့ကောက်ချစ်တဲ့အကြံစီတွေစတင်ကြံစီကြတော့တယ်